ဆုံးတော့ထမင်းကမျိုးနောက်နေရထမင်းမစားရတဲ့အဲ့လိုရှိရထိန်နီကာလာဆိုတာကိုယ့်ကိုထမင်းစားပြီးအေးလောက်ကန်ခဲ့ရတယ်ရှိပါတယ်ဒီပိုင်းနေအဓိကအားနေသွားခဲ့တယ်အားနေရတော့အများကြီးပါပဲအခုအတင်းဆိုလဲဝတ်စုံနေပါဆောင်အကုန်လုံးပေါ့ဘာမှထောက်ပံ့မှုမရှိဘူးကွာနောက်မှတော့အခုဆုံးတော့ထမင်းကမျိုးနောက်နေရထမင်းမစားရတဲ့အဲ့လိုရှိရထိန်နီကာလာဆိုတာကိုယ့်ကိုထမင်းစားပြီးအေးလောက်ကန်ခဲ့ရတယ်ရှိပါတယ်အဲ့အားနေချာအများကြီးပါပဲတများဆိုအကုန်လုံးဘာမှမလုပ်ကိုင်းဘာမှလူလည်းမရှိဘူးကွာဖိနေအောင်တရက်ချိန်နဲ့နက်မအောင်ဆင်းနေရလို့မျိုးအများကြီးပါပဲဟုတ်တယ်အဓိကဖြစ်သွားခဲ့ပါဘာမှလွဲရတော့အမျိုးအကြီးနဲ့လည်းတိတ်ချလည်းမလုပ်ထွေနေလည်းတိတ်ချမလုပ်ဖြစ်လို့ထင်ပါတယ်အားရမျိုးပြီးတော့လည်းဒီလက်ရွေးစင်နဲ့တိတ်ချလည်းမပူပေါင်းရတယ်ပေါ့တိတ်ချလည်းထွေနေလည်းမစင်းရတယ်ကောင်းကောင်းမွန်အဲ့လိုမျိုးနောက်လည်းလို့ဒါအတင်းပေါ်စပုတ်ပြီးလို့ကရနေဘာများပြောနေလဲအကုန်လုံးစူးစမ်းကြပါတယ်အားလုံးပဲမင်္ဂလာပါခုနကဗီဒီယိုလေးကိုကြည့်ပြီးဘယ်လိုခံစားလိုက်ရလဲခင်ဗျာဒါကမြန်မာအမျိုးသမီးကလပ်တစ်ခုဖြစ်တဲ့တက်ဆာအမန်တင်းရဲ့ကစားသမားတစ်ယောက်ကပြည်တွင်းကလပ်အခက်အခဲအရှင်တွေကိုရဲရဲဝံ့ဝံ့ဖွင့်ဟပြောဆိုလိုက်တဲ့အင်တာဗျူးပဲဖြစ်ပါတယ်ပြည်တွင်းအဆင့်အမျိုးသမီးကလပ်တွေမှာဘလောက်ထိရုန်းကန်နေရလဲဆိုတာကျွန်တော်တို့အတူတူတုံ့ပြန်ကြည့်လိုက်အောင်ဗျာပြည်တွင်းလေးမှာကစားနေတဲ့အတင်းတင်းကကစားသမားတွေအတွက်အဝတ်အစားတော့စနစ်တကျမပန့်ဘူးနိုင်ဘူးပြီးတော့လေ့ကျင့်ရေးကာလမှာထမင်းစရိတ်တောင်မရပဲကိုပဒါကိုအိတ်ဆိုင်ပြီးရုန်းကန်နေရတယ်ဆိုတာတကယ်တော့ဒါက class structure တစ်ခုမှမရှိတဲ့အချက်တစ်ခုပါပဲပထမဆုံးတစ်ချက်ကတော့ class အတင်းတွေရဲ့ professional မဆန်မှုပါပဲပြည်တွင်းလိမှာကစားနေတဲ့အတစ်တင်းကကစားသမားတွေရဲ့အဝတ်စားကိုတော့စနစ်တကျပန့်ပိုးမှုမရှိဘူးဆိုတာလုံးဝမဖြစ်တဲ့အချက်ပါပဲဒုတိယတစ်ချက်ကတော့လေ့ကျင့်ရေးပံ့ပိုးမှုအားနေတာပဲဖြစ်ပါတယ်ကစားသမားတွေကလေ့ကျင့်ရေးကောင်းကောင်းမဆင်းရပဲကွင်းထဲမှာဆင်ကစားနေရတယ်လို့ဆိုရတယ်ကလပ်အတင်းတာဝန်ရှိသူတွေအနေနဲ့ပြိုင်ပွဲမှာရလကောင်းလို့ရှိရင်ကစားသမားတွေကိုအချိန်ပြည့်လေ့ကျင့်နိုင်မဲ့ဝန်းကျင်နဲ့စနစ်တကျပြင်ဆင်မှုတွေကိုကြိုတင်လုပ်ပေးထားဖို့လိုအပ်ပါတယ်မြန်မာအမျိုးသမီးဘောလုံးလောကတိုးတက်ဖို့ဆိုရင်အခြေခံကျဆုံးဖြစ်တဲ့ကလပ်အတင်းတွေရဲ့စီမံခန့်ခွဲမှုကိုအယုံဆုံးပြုပြင်ဖို့လိုပါတယ်အခုလိုအခက်အခဲတွေကြားကအားတင်းပြီးစူးစမ်းနေတဲ့ကစားသမားအားလုံးကိုလေးစားပါတယ်အခုဗီဒီယိုမှာတွေ့ရတဲ့ကလပ်အသင်းတွေရဲ့လက်ရှိအခြေအနေပေါ်ပရိသတ်တွေရဲ့အမြင်လေးကိုလည်းအောက်ကကွန်မန့်မှာမှတ်ချက်လေးရေးထားပေးပါဦးဗျာကဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်